ဒီအားကကိုပဲယုံကြည်နဲ့လာခဲ့ဖို့ဖိတ်ခေါ်ပါတယ်စားရအဆင်ပြေပါတယ်ဗျအားကကိုပဲလာခဲ့ပါလို့စားဆန်တဲ့ကိစ္စတွေလည်းအဆင်ပြေပါတယ်လို့အကုန်လုံးဖိတ်ချပါတယ်အားကတရားရကလုံးယူစစ်စစ်ရှာတဲ့အတွက်အားကမှာပဲလာရောက်ရှောက်ဖို့တိုက်တွန်းချင်ပါတယ်အားကနဲ့လက်တွဲရင်တော့မနစ်နာစီရပါဘူးလို့ပြောချင်ပါကျွန်တော်နာမည်ကတော့ငိန်ချမ်းလို့ခေါ်ပါတယ်။သွားတက်မဲ့အကြောင်းလေးကတော့ STD အကြောင်းလေးပါ။ April intake နဲ့ပါ။ TikTok ကနေစတင်ပါ။ interview ထိုင်နေတော့လည်းစားရအကုန်လုံးအဆင်ပြေခဲ့ပါတယ်။ interview မှာလည်းအဆင်ပြေခဲ့ပါ။ဟုတ်မလို့ပါအောင်။100%မျှော်လင့်ထားပါတယ်။ဒီအားကကိုပဲယုံကြည်နဲ့လာခဲ့ဖို့ဖိတ်ခေါ်ပါတယ်။စားရအဆင်ပြေပါတယ်ဗျမဆူဝေဖြိုးပါတော့တမဲရရမယ်ကြောင်းကတော့ STG ကျောင်းဖြစ်ပါတယ် intake လေးကတော့2020ခွင် April intake ဖြစ်ပါတယ်တကယ်ချင်းတယောက်ကနေစဒီချင်းတည်းနည်းနည်းတော့စိတ်တော့ရှာခဲ့ရှင်ဟုတ်အဆင်ပြေခဲ့ပါရှင်လို့ပါရှင်ရိုင်းညောင်မှတ်ထားပါတယ်အားကကိုပဲလာရောက်လန့်ခဲ့ပါတော့ဟုတ်နာမည်ကတော့ဝေယံဖြိုးပါခင်ဗျဘာတက်ရမယ်အကြောင်းကတော့ STG ကျောင်းintake ကကြတော့2020ခု April intake အားကကိုတငယ်ချင်းအနေနဲ့သင်စပြီးဆင်ပြေပါတယ်ခင်ဗျinterview တွေကြောင့်တော့ပထမဆုံး first time ဆိုတော့နည်းတော့သိလို့ရှာတာပေါ့100%တော့မျှော်မှန်းတာပါအားကကိုပဲလာခဲ့ပါလို့စားဆန်တဲ့ကိစ္စတွေလည်းအဆင်ပြေပါတယ်လို့အကုန်လုံးဖိတ်ချပါတယ်ကျွန်တော်နာမည်လေးကကြောက်ခွန်ဖြစ်ပါတယ်2020ခုနှစ် April intake မှာတော့ STG ကျောင်းပါဗျတကယ်ချင်းကတစင်မျိုးကြည့်ခဲ့တာပါဟုတ်ပြီပါတယ်စေလို့ရှာရဘူးအင်တာဗျူးခဲ့တဲ့အချိန်မှာလည်းရင်ကုန်ခဲ့ပေမဲ့ဖြေဆိုနိုင်ခဲ့ပါတယ်မပေးရပါဘူးည100% လုံးညမထားပါတယ်အားကအရင်စင်ပြရမလို့လာကြပါလို့ပြောချင်ပါတယ်နာမည်ကတော့အစင်းရောက်ဖြစ်ပါတယ်နောက်နေ့၄လပိုင်းintake ဖြစ်ပါတယ်ကျောင်းတက်ရတော့ STG ပါတူကျုံမြို့နယ်မှာဖြစ်ပါတယ်တကယ်ချင်းတရားဟုတ်ရှိရတည်ခဲ့ရပါတိုင်းဆိုတော့လည်းစိတ်လို့ရှာခဲ့ပါဟုတ်ဆက်စရာစိတ်ရှိရှိနဲ့ရှင်းပြခဲ့လို့ဆင်ပြေခဲ့ပါတယ်မပေးရပါဘူး passport လေးအထားရုံမျိုးပဲတရားကတော့ယုံကြည်စိတ်ချလာပါတယ်အားကတရားရကလုံးယုံကြည်စိတ်ချရတဲ့အတွက်အားကမှာပဲလာရောက်ရှောက်ဖို့တိုက်တွန်းချင်ပါတယ်ကျွန်တော်နာမည်ကတော့အောင်ဖြစ်ပါတယ်သွားတက်ရောက်မဲ့အကြောင်းလေးကတော့တူကျုံမျိုးပေါ်မှာရှိတဲ့STG International College ဖြစ်ပါတယ်။ intake ကတော့2020ခု April intake ဖြစ်ပါတယ်။ TikTok ကနေစတင်ပြီး join ပြခဲ့တာပါ။ interview ဖြေတော့ဆိုရင်တော့ဆက်မယ်လို့တင်တာတကယ်တော့လည်းဖြစ်ကြည့်တော့လွယ်လွယ်လေးပါ။ရမ်းကိုအဆင်ပြေပါတယ်။မလို့အောင် passport ရှိအောင်နဲ့ interview ဝင်လို့ရပါပြီ။ 100%မျှော်လင့်ထားပါအားကနဲ့လက်တွဲရင်တော့မနစ်နာစီရပါဘူးလို့ပြောချင်ပါဟုတ်ကျွန်တော်နာမည်ကတော့နေချမ်းဖြစ်ပါတယ်။သွားတက်မဲ့ကျောင်းလေး STG International College ဖြစ်ပါတယ်ခင်ဗျာ။2020ခု April 4ရက်တက်ရောက်မဲ့ကျောင်းလေးဖြစ်ပါတယ်။ interview တွေတော့ခက်မဲ့လို့နေတော့ဒါပေမဲ့ဖြေမေးခွန်းတွေအကုန်လုံးဖြေဆိုနိုင်ခဲ့ပါတယ်။ဟုတ်အရင်ကအဆင်ပြေခဲ့ပါတယ်။မလို့ပါဘူး။အားကပဲအားပါမျှော်လင့်ထားပါတယ်။နောက်လာမှဂျူနီယာတွေလည်းအကက်ကိုပဲရောက်လန်းခဲ့ပါလို့ပြောချင်ပါတယ်
နာမည်ကအောင်ဝင်းထော်ပတ်တက်ရမယ့်ကျောင်းကတော့ SDG အင်းတွေကတော့2020ကုန် April နေ့နေ့တော့စိတ်လောက်ရှာခဲ့ရအောင်ဟုတ်စားရရှင်ပြပါဟုတ်တော့ဘာလို့တော့အဲ့ဒီနေရအောင် 100% ပြန်ပြောထားပါရဲ့ရှင်အားကစားရအဆင်ပြေတဲ့တော့အားကကိုလှမ်းခဲ့ပေါ် comment ပေးချင်